အားလုံးပဲမင်္ဂလာပါဒီမနေ့ Facebook ပေါ်တက်တဲ့သတင်းတွေရဆိုရင်တော့ MOD NUG တက်တွေကနေပြီးတော့ BNRA ကိုတိုက်မယ်လို့ဆိုတဲ့သတင်းတစ်ခုထွက်လာပါတယ်ဝိုင်းထားတယ်လို့လည်းသတင်းတက်တယ်ပေါ့ဒါတကယ်ဖြစ်ခဲ့တယ်ဆိုရင်တော့အင်မတန်မှစိတ်မကောင်းစရာပါပဲတကယ်တော့တွေ့ဆုံဆွေးနွေးမှုကိုအရင်လုပ်ရမှာပါအဲ့တော့အမျိုးသားပြန်လဲတစ်မြောက်ရေးနဲ့ဇပွဲဝိုင်းတွေ့ဆုံဆွေးနွေးရေးကိုစုပ်ကင်ထားတဲ့ခေါင်းဆောင်တယောက်ရဲ့ပါတီနဲ့နောက်လိုက်တရပေါ့ဒီလိုမျိုးတွေ့ဆုံဆွေးနွေးရေးအချင်းချင်းတွေ့ဆုံဆွေးနွေးရေးအဖြေရှာရေးကိုမကြိုးစားဘဲနဲ့လက်နက်ကန်ပြီးတော့ဖြည့်ရှင်းမယ်ဆိုရင်တော့ဒါကအင်မတန်မှမှားပါတယ်အဲ့တော့လူတယောက်ပဲဖြစ်စေအဖွဲ့အစည်းတစ်ခုပဲဖြစ်စေကင်ထားတဲ့အယူဆအတွေးအခေါ်ယုံကြည်မှုနဲ့သူ့ရဲ့လုပ်ရကဆန့်ကျင်နေပြီဆိုရင်ဒါအင်မတန်မှတတိထားရမယ်ကိစ္စတစ်ခုပဲဒါကဘာနဲ့သွားတူလဲဆိုတဲ့အခါကျတော့ပါဏာတိပါတာကံမကောင်းဘူးရှောင်ကျဉ်ရမယ်လို့ပြောနေတဲ့ဘုန်းကြီးတစ်ပါးကကိုယ်တိုင်ကြက်သက်စားနေပြီဆိုတော့ဒီဘုန်းကြီးဟာဘလို့မှရှစ်ခုဖို့ကောင်းတဲ့ဘုန်းကြီးမဟုတ်တော့ဘူးဒီလိုသွားတူနေတယ်ပေါ့အဲ့တော့တကယ်တော့ဂုဏ်သိက္ခာရှိတဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ဘယ်လိုလုပ်ရမှာလဲဆိုတော့ပထမဆုံးအကြိမ်နဲ့ BNR အနေနဲ့တွေ့ဆုံဆွေးနွေးဖို့လုပ်ရမယ်တွေ့ဆုံဆွေးနွေးပြီးတော့ပြဿနာတွေကိုပပျောက်သွားအောင်ဖြေရှင်းရမယ်နောက်ကြီးကျယ်တဲ့ပြဿနာတွေတင်းငယ်သွားအောင်လုပ်ရမယ်အဲ့လိုလုပ်လို့မရဘူးဆိုလို့ရှိရင်လည်း BNR ရဲ့မှားယွင်းတဲ့လုပ်ရက်တွေကိုစူးစီးပြီးတော့မှဒါကိုအမှုတစ်ခုတိဆောက်ရမယ်အမှုတစ်ခုတိဆောက်ပြီးတော့မှတရားစွဲလို့ဖြစ်စေဒါမှမဟုတ်လို့ရှိရင်လည်းတရားဝင်မတရားသင်းအဖြစ်ကြီးညာရပါမယ်တရားဝင်မတရားသင်းကြီးညာပြီးလက်နဲ့အခမ်းရမယ်လက်နဲ့အပ်တာကိုမလိုက်နိုင်ဘူးဆိုမှဒါကိုတိုက်ခိုက်ပြီးတော့အရေးယူတဲ့ပုံစံမျိုးလုပ်ရမယ်အဲ့တော့အခုလိုအချိန်မှာဒီစစ်ကောင်စီကနေပြီးတော့သခိုင်းမှာထိုးစစ်တွေဆင်နေတယ်ဘုံတွေကျဲနေတယ်အဲ့လိုအနေထားမျိုးမှာဒီအချင်းချင်းပူးပေါင်းပြီးတော့မှစစ်ကောင်စီကိုပူးပေါင်းပြီးတော့အချင်းချင်းပူးပေါင်းပြီးစစ်ကောင်စီကိုတိုက်ရမယ်အတိုင်းတာမှာဒါကိုမလုပ်ဖက်နဲ့ကိုယ့်အချင်းချင်းပြန်တိုက်မယ်ဆိုတော့ဒါအင်မတန်မှအုံနောက်မဲ့တဲ့လုပ်ရတစ်ခုလို့ဖြစ်တယ်ဒါကိုပေါ့နောက်ကြမှဒီ NUG ဘဟိုကမသိပါဘူးလို့ပြောလို့မရတဲ့ကိစ္စပါဘာကြောင့်လဲဆိုလို့ရှိရင်ဒီတက်အကြီးကိုကင်တွယ်ထားတဲ့တရင်ပေါင်း300ကျော်ကိုကင်တွယ်ထားတဲ့နိုင်ငံကိုစားပြုအဖွဲ့အစည်းကြီးတစ်ခုအနေနဲ့အောက်ခြေကတက်တရဲ့အကြီးစားတိုက်ခိုက်မှုကိုမသိပါဘူးဆိုတော့ဒါကအင်မတန်မှဘယ်လိုပြောအောင်ဆိုသူကိုယ့်ရဲ့ COC ကအင်မတန်အားနည်းနေပြီဆိုတာကိုဖော်ပြပါတယ်အဲ့လိုမဟုတ်ဘူးသိပါတယ်သူကိုယ်တိုင်ခိုင်းတွေ့တာကင်တွေ့တယ်ဆိုလို့ရှိရင်လည်းဒီကိစ္စအင်မတန်မှမှားယွင်းတဲ့လုပ်ရဖြစ်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဒါကတော့ကျွန်တော်အမြင်ဖြစ်ပါတယ်ကြိုက်တယ်လို့ဝေဖန်သုံးသပ်နိုင်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့တော့ဒီ BNI နဲ့ MOD ကိစ္စနဲ့ပတ်သက်ပြီးတော့မှတော့ဒီလောက်ပဲပြောချင်ပါတယ်ဖြစ်နိုင်လို့ရှင်တော့ပြဿနာတွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ကိစ္စကိုတော့အရင်ဆုံးစူးစမ်းရမယ်ဘာကြောင့်လဲဆိုရင်ဒါအချင်းချင်းဖြစ်တဲ့ပြဿနာဖြစ်နေလို့ပါတကယ်တော့ BNI ကိုယ်တိုင်ကစစ်တပ်နဲ့အပေးအယူလုပ်နေပြီးတော့တော်လှန်ရေးကိုပျက်စီးကြောင်းလုပ်နေတယ်ဆိုတာပေါ်ပေါက်တယ်ဆိုရင်တော့ဒါတမျိုးစဉ်းစားရမှာပါအဲ့တော့ဒါကို MOD လူကြီးမင်းတွေအနေနဲ့NUG လူကြီးမင်းတွေအနေနဲ့အချိန်မီ break အုပ်ပြီးသုံးသပ်နိုင်ထိမ့်သိမ့်နိုင်ဖို့ကျွန်တော်ကတော့သတိပေးချင်ပါတယ်